အားလုံးပဲမင်္ဂလာပါဆွေဗီလိုမီဟိတ်တဲ့အရင်ကြာသွားပြီတော့နှစ်ချီပြီးကြာသွားပြီပေါ့နော်ဆိုတော့ဒီနေ့တော့စိတ်ကူးလေးပေါက်တာနဲ့ bouncing video လေးလုပ်ချင်တယ်ပြီးတော့ဆိုတော့ bouncing လေးနဲ့ပြန်ပြီးတော့ vlog ပြန်ရိုက်မယ်ပေါ့နော်ဆိုတော့ဒီနေ့ဒီနှစ်ခု bouncing လုပ်ပြပါပြီရင်းနေခုန်နေရဒီဟာလေးကရောက်ဖို့အတွက်ကိုအမှန်တော့မနေ့ရရောက်ကမှာဒါပေမဲ့မနေ့ကလှုပ်သွားနေတာနဲ့လာပို့တယ်လို့ပစ္စည်းပြန်ရေးသွားတယ်ဒီနေ့မှအိမ်မရှိတဲ့အချိန်မှာရောက်လာတာပေါ့နော်ဆိုတော့ oh my god ရင်းနေခုန်လိုက်တာတော့ဆက်ဖောက်လိုက်ရအောင်ဖောက်မိတာတိတိလေးပဲ Oh my god. Hitting out cold. Anxiety trying to kill me. Wait. Baile. Oh. Isin banyanita. Receipt. Okay. Di ma ba. Ba lu shi ma ba lu sha shi bi yo kat tha le mei. Whatever. Di ma ba. So, a tail phao mai. Okay. Phao mai. Hey. Di tang li yo yan jai. iPhone မဝယ်တာတော်တော်လေးကြာပါသေးလားမရှိဘူးဆိုတော့အနည်းဆုံး3-5နှစ်ရှိသွားပြီ Oh my god look at that so pretty ရမ်းလို့ရကြိုက်โอ้ยဒီတက်ရလေရအနောက်ဖြစ် Okay အေးလာနေလိုက် Okay 1 2 3 pop တော်လေးပါတာမှတော်ပါဆိုတော့ပါရကြိုက်လို့လေဒါမှလိုက်တာဆိုတော့လေပါမှာပေါ့နော်နည်းနည်းလေးတော့ကြာရပေါ့နော်ဒီ sky blue ဆိုပေမဲ့ကင်မရာမှာကြာအဖြူတိုင်းပဲเนาะဒါပေမဲ့ဒါ sky blue ပါ hello ပြန်ဆုံးဘာညာနေကြ size ကတော့လေအခုလက်ရှိကင်တဲ့13 Pro Max size နဲ့ကွတ်တီပဲတူပဲသေးမယ်ထင်တာတူလောက်ကြရယ်ဒါတော့ cover မတက်သေးဘူးပေါ့နော်ဆိုတော့ not bad I like it okay နောက်တစ်ခုဖောက်မယ်နောက်တစ်ခုကတော့ရင်မွေးပါဒီရင်မွေးနာမည်ကလေနည်းနည်းဖတ်ရတယ်တဲ့ထောက်တယ် Maison Francis Cardigan Paris whatever so Bagra Rouge 540 oh my god ဒီအဲ့ review တွေမှာတွေ့ကြရလိုချင်တာဒါပေမဲ့စိတ်အကြီးမွေဘာလို့လဲဆိုတော့အနံ့ကိုတေချာကိုနဲ့စွတ်ကြည့်ပြီးတော့မှ live မလိုက်ဆိုတော့မသိလို့ဒီဟာလေးဝယ်လိုက်တယ်နောက်တော့စိတ်ချရလဲပါတယ်ပေါ့နော်အဲ့နဲ့ချကွာဆိုပြီးတော့ဝယ်လိုက်တယ်ဆိုတော့ဒီမှာပါ Oh my god လိုက်တယ်တော့ဘာနဲ့မှတော့မရဘူးအထဲရောက်မှနေရမယ်နေတူပဲဒီဟာကဘယ်လိုမျိုးလဲဆိုတော့roll ပုံစံမျိုးပေါ့နော်ဟာဟဲ့အောင်ဟုတ်အိုးရောဆိုတော့ look at that labeling ပါတယ် labeling ပါတော့ကို190လောက်လေးပေးရတယ်ဆိုတော့ whatever တန်တယ်လေးသူ့ရဲ့ဘဟုရင်အောင်မှာတပလင်းကိုတိတိလေးတပလင်းအောင်မှာ300
900နီးပါးလောက်ရှိရဆိုတော့ဒါအရင်ဆုံးကိုနဲ့ဆိုတော့ကိုနဲ့အရင်ဆုံးကိုင်မကိုင်ဒီ labeling ကောစွကြည့်မယ်ပေါ့နော်တကယ်လို့ကြာရင်တော့ပြီးကြည့်ရမယ်ဆိုတော့သူကဒီဟာဝယ်လို့ရှိရင်ဒါလေးပေးရဒါကတော့ sample ပေါ့နော်အိတ်ဆောင်ကိုကတော့အိတ်ဆောင်သူရဲ့ဘူးပလင်းဘူးကြီးကတော့ဒီလိုမျိုးပုံစံသူမှအယောင်နောက်ထပ်တခြားအယောင်တွေရှိရဒါပေမဲ့အဲ့ဒါကြီးလည်းအကုန် try ဝင်လုပ်ခဲ့ပေါ့မကြိုက်ဘူးဒါပေမဲ့ဒီအယောင်ကကြတော့တော်အဲ့ဒီ sexy bag လည်းမရောက်ဘူးအရန်ပြင်းနေတယ်လည်းမရအဲ့လိုချားပေါ့နော်အရန်အဲ့ဒါဆုပ်ပြီးသွားလို့ရှင်အရန် classy ဖြစ်တယ်အရန် feminine အဲ့လိုမျိုး type မျိုးခံစားရတယ်ပေါ့နော်အခုဒီဟာကိုအလုပ်ကိုဆွတ်သွားတာအလုပ်ကလူတွေကဘာပြောလဲဆိုတော့နေ့ရေမွေးရရဲ့အရင်တော့က manager တယောက်ထွက်သွားတယ်ပေါ့နော်အဲ့ဒီ manager သူ့ရဲ့မွေးနေ့ကလည်းအဲ့နေ့ဆိုတော့အဲ့ manager တော့ပြန်တတိရသွားတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးပြောတယ်ပေါ့နော်ဒါပေမဲ့ထားပါတာသူတို့ပြောချင်တာပြောပါဒါပေမဲ့ကို့အတွက်ကကြတော့ဒီအနံ့ကသူကအဲ့လိုနည်းနည်းလေးတစ်ဆက်ပဲနော်တစ်ဆက်ပဲစွတ်ပြီးတော့အဲ့ဒီလိုမျိုးကိုလေဖေးနဲ့ဒီဘက်ကိုအဲ့လိုမျိုးနည်းနည်းပေါ့နော်တူးလိုက်တာတနေ့လုံးခန့်နဲ့ရေအမွေးစွတ်ဖို့တမျှတွေမှာဒီရေမွေးအခန့်ဆုံးပဲဒါအားခံတယ်အဲ့လိုမျိုးရေချိုးမှအနှံ့ပြတ်သွားတာပေါ့နော်ဆိုတော့ဒါလေးကို recommend ပေးတယ်စိုက်ရှင်တော့ဒါပဲဝယ်စီခြင်းဒါလေးတော်တော်ကိုကတော့ကြိုက်တယ်ပေါ့နော်ဆိုတော့ဒါလေးစွတ်မယ်ဆိုတော့ဒီနေ့အပန်းစကလေးရေမွေးရယ်ဖုန်းရပါဆိုတော့နောက်နေ့မကူခင်ကိုအတွက်ကိုပြန်ပြီးတော့ဆုချတာပေါ့နော်ဒီနေ့တွင်းမှာအရန်စိတ်ဖိစီးစရာတွေရောဒီနေ့တွင်းမှာလူမျိုးစိတ်ဖိစီးစရာတွေရောစိတ်ရှုပ်စရာတွေရောခက်ခဲတာတွေရောအဆင်ပြေတာတွေရောအဲ့လိုမျိုးအများကြီးအကုန်ဖြစ်နေတဲ့ခြားထဲမှာဒါလေးကကိုနှစ်မကုန်ခင်ကိုကအနည်းဆုံးဆုချတင်တယ်ပေါ့နော်ဘာအရင်တန်ဖိုးကြီးလားဆိုတော့လေတန်ဖိုးမကြီးဒါပေမဲ့ကိုကြိုက်တယ်လीနော်ကိုကြိုက်တယ်ကိုဝယ်လိုက်ရလို့စိတ်ကျဉ်နှံ့မှုရသွားတယ်ဆိုလို့ရှိရင်ဒါဘယ်လိုပဲပြောဟိုနောက်ထပ်အလုပ်ဖို့အတွက်နောက်ထပ်ကိုဖြစ်ချင်တာလုပ်ဖို့အတွက်ခွာတစ်ခုရတယ်ပေါ့နော်အဓိကတော့ပတ်စံဖြုံလိုက်ရတယ်ကျင်းကျင်တယ်ပတ်စံဖြုံလိုက်ရတယ်ဆိုရက်အဲ့ဒီ sense ကိုရမ်းကြိုက်တယ်အရင်ပတ်စံရှိနေလို့တော့မဟုတ်ဘူးเนาะဒါပေမဲ့ကိုတက်နိုင်တဲ့ပတ်စံလေးနဲ့ကိုဝယ်နိုင်တာလေးကိုဝယ်လိုက်တာဖြုံလိုက်တာဟိုရမ်းကို proud of me ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲကြည့်ပြီးလို့ thank you